ဿနာကလည်းအဲ့ဒါပါပဲကျွန်တော်တို့လူအများစုကကင်တွယ်လို့မရတဲ့အရာတွေပေါ်မှာပဲထိန်းချုပ်ဖို့ကြိုးစားနေကြတာများပါတယ်ဖြစ်ပြီးသားအရာကိုပြန်ပြင်နေတာမဖြစ်သေးတဲ့အရာတွေပေါ်မှာဆက်ပူနေတာလူတိုင်းရဲ့အမြင်တွေကိုစိုးရိမ်နေတာပြောရရင်တော့အများကြီးပါပဲတကယ်တော့ဒီအရာတွေကကျွန်တော်တို့လက်ထဲမှာရှိနေတဲ့အရာလည်းမဟုတ်သလိုကျွန်တော်တို့ထိန်းချုပ်လို့ရတဲ့အရာတွေလည်းမဟုတ်ပါဘူးပြဿနာကလည်းအဲ့ဒါပါပဲဟိုထိတွေ့ကင်တွယ်လို့မရတဲ့အရာတွေပေါ်မှာပဲထိန်းချုပ်ဖို့ကြိုးစားနေလေကိုယ့်ရဲ့စိတ်ကလည်းပိုပြီးတော့ပင်ပန်းလာနေပါပဲဆိုတော့ဘယ်လိုလုပ်ကြမလဲတကယ်အသုံးဝင်တဲ့နေ့ကထိန်းချုပ်လို့မရတာတွေကိုလက်ခံတာမဟုတ်ပါဘူးကိုထိန်းလို့ရတဲ့အရာတွေကိုပဲပြန်အောင်အောင်စိတ်တာပါဥပမာကိုယ့်ဘသူဘာပြောမလဲဆိုတာကိုထိန်းချုပ်လို့မရပါဘူးဒါပေမဲ့ဘယ်လိုယူဆမလဲဆိုတာကိုကျွန်တော်တို့ရွေးချယ်လို့ရတယ်ပေါ့အခြေအနေတွေကကျွန်တော်တို့လူချင်းတဲ့ပုံစံနဲ့မဖြစ်နိုင်ပါဘူးဒါပေမဲ့ဘယ်လိုတောက်ပြန်မလဲဆိုတာကိုတော့ဆုံးဖြတ်လို့ရတယ်ပေါ့လေဒီအရာတွေအားလုံးရဲ့တည်ခံအပြင်လောကအရာတွေမဟုတ်ပါဘူးဟိုထိတွေ့ကြိုက်တယ်လို့မရတဲ့အရာတွေပေါ်မှာပဲထိန်းချုပ်ဖို့ကြိုးစားနေတဲ့ကျွန်တော်တို့ရဲ့စိတ်ကြောက်ပါဆိုတော့ကိုထိန်းချုပ်လို့ရတဲ့အရာတွေပေါ်မှာပဲအာရုံစိတ်ပါပေါ့လေ